အားလုံးပဲမင်္ဂလာပါကျွန်တော်ထလင်းဘလော့အနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ KB ဆော့တဲ့သူတွေတက် KB video အနေပြီးတော့ Binance account နဲ့ personal ဘယ်လိုမျိုးထုတ်ရမလဲဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့က KB video တွေကိုသွားပါမယ်ပြတာဆိုရင်ကျွန်တော် KB video တွေရောက်ပြီပေါ့နော် KB video တွေရောက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ရရှိလာတဲ့ coin တွေကိုဒီအပေါ်မှာကျွန်တော်တို့တွေ့နေရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်โอเคကျွန်တော်မှာလက်ရှိကျွန်တော်တို့က1.3 USD ပေါ့နော်1.3 USD ကျွန်တော်မှာရှိတယ်1.3 USD ကိုကျွန်တော်တို့ဒီ Binance account နဲ့ဘယ်လိုမျိုးထုတ်မလဲဆိုတာကိုဆက်ပြီးတော့ကျွန်တော်ပြပြပေးသွားပါမယ်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Binance ဆိုတာလေးကိုကျွန်တော်ရွေးပေးမယ်။နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကအောက်က confirm ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးလိုက်ပါ။ Okay နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော်ဒီနေရာမှာတော့ကျွန်တော်တို့ Binance ကိုယ့်ရဲ့ Binance account ကျွန်တော်တို့Binance account ရဲ့ကျွန်တော်တို့ ID number ပေါ့နော် ID number ကျွန်တော်တို့ထည့်ပေးရမယ်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာကြတော့ကျွန်တော်တို့ထုတ်မဲ့ USD amount ပေါ့နော်ကျွန်တော်တို့ထည့်ပေးရမယ်လက်ရှိကျွန်တော်မှာ 1.3 USD ရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ 1.3 USD ကျွန်တော်ထုတ်ရမှာဖြစ်ပါတယ် Binance account ကျွန်တော် ID မယူတဲ့သူတွေအတွက်ဘယ်လိုမျိုးယူရမလဲဆိုတာကိုကျွန်တော်ဆက်ပြီးပြပြပေးသွားပါမယ် Okay ဒါဆိုရင်ကျွန်တော်တို့ Binance အထက်ကိုသွားပါမယ် Okay ဒါဆိုရင်ကျွန်တော်တို့ Binance account နဲ့ရောက်ပြီပေါ့နော် Binance account နဲ့ရောက်ပြီဆိုရင်ကျွန်တော်တို့ကဘိုင်းနဲ့ကောင်းနေရောက်ပြီဆိုရင်ကျွန်တော်ဒီအပေါ်ကပေါ့နော်ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးမယ်ဝင်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ရဲ့ဘိုင်းနဲ့ ID number ပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ copy ယူလို့ရပါတယ်။ဒါဆိုရင်ကျွန်တော်နှိပ်လိုက်ရင် copy ယူလို့ရတယ်ပေါ့နော်။ဒီ copy ယူသွားပြီးရင်ကျွန်တော်တို့ကခုနက KB video တွေကိုကျွန်တော်ပြန်သွားမယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ရဲ့ဒီထုတ်မဲ့အနေအမှာကျွန်တော် 1.3 USD ကျွန်တော်ရိုက်ထည့်လိုက်မယ်ပေါ့နော်။ 1.3 ဒီကျွန်တော်ရိုက်ထည့်လိုက်မယ်။ပြီးသွားလို့ရှိရင်ကျွန်တော်တို့အောက်က verify ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါဒါလေးကိုနော်ကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါဝင်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်အောက်က confirm ဆိုတာလေးတစ်ချက်နှိပ်လိုက်ပေးလိုက်ပါနော် Okay ဒါဆိုရင်ကျွန်တော် 1.3 ပေါ့နော် USD ကျွန်တော်ထုတ်လိုက်ပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘိုင်းနစ်ထဲရောက်လာတဲ့အချိန်ကိုကျွန်တော်တစ်ချက်စောင့်ကြည့်ပါမယ်ကျွန်တော်တို့ထုတ်ထားတဲ့ transition တွေကိုကျွန်တော်တို့ကဒီနေရာမှာပေါ့နော် C transition ဆိုတာလေးကိုကျွန်တော်နှိပ်ပြီးတော့ကျွန်တော်ထုတ်ထားတဲ့ history ကိုပြန်ကြည့်လို့ရပါတယ်။ Okay ဒါဆိုရင်ကျွန်တော်အရင်ကကျွန်တော် Binance account နဲ့ထုတ်တာပေါ့နော်ဒီမှာဆိုရင် 0.35 0.7 အခုထုတ်တာကကျွန်တော်တို့ 1.3 ပေါ့နော် 1.3 ကျွန်တော်တို့မရောက်သေးဘူးခဏစောင့်ကြည့်ပါမယ်။ကျွန်တော်9:41ကထုတ်လိုက်တာပေါ့နော်9:41ကထုတ်လိုက်တယ်ကျွန်တော်ဘယ်နှမိနစ်ကြာလဲဆိုတော့တစ်ချက်ကြည့်ပါမယ်။ Okay ကျွန်တော်တို့10မိနစ်ပဲကြာတယ်ပေါ့နော်ဒီမှာဆိုရင် KB ကနေပြီး node ရောက်လာတယ်အပေါ်မှာလည်းကျွန်တော်တို့ Binance ကနေပြီးတော့ကျွန်တော် node ရောက်လာပြီပေါ့နော်ကျွန်တော်တို့10မိနစ်ပဲကြာလိုက်ပါတယ် Okay ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကြက်ချက်ကလေးဒီနေရာလေး process ဖြစ်နေတဲ့နေရာလေးကိုကျွန်တော်တို့ထပ်ပြီးတော့refresh ပြန်လုပ်ကြည့်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာရောက်သွားပါပြီ Okay ဒါဆိုရင်ကျွန်တော်ရဲ့ Binance account တွေကိုကျွန်တော်တစ်ချက်သွားကြည့်ပါမယ်Okay Binance account တွေကိုကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာ note လေးရှိတယ်ကျွန်တော်ဒါလေးကိုတစ်ချက်နှိပ်ကြည့်ပါမယ်Okay ဒီမှာပေါ့နော်ကျွန်တော်တို့ရောက်လာပါပြီဒီမှာဆိုရင် transition မှာ9နာရီ40မှာကျွန်တော်ရောက်လာပြီပေါ့နော် Okay ဒီမှာဆိုရင်ကျွန်တော်တို့ KPN နေပို့လိုက်တဲ့ 1.33 1.33 USD ပေါ့နော်ကျွန်တော်ရောက်လာဖြစ်ပါတယ် Okay ဒီနေ့မှာပြောပြခဲ့တော့ကျွန်တော်တို့ KB video ကရတဲ့ကျွန်တော်တို့ဒေါ်လာတွေကို Binance account နဲ့ဘယ်လိုမျိုးထုတ်ရမလဲဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်